ဒီနေ့ကတော့ပိတ်ရက်ဒီမှာယထာသွားစီမှာဖြစ်ပါတယ်ဒါကတော့ယထာဆောင်နေရပေါ့နော်ယထာရောက်ရှိလာပါပြီယထာမစီးရဆိုရင်10နှစ်လောက်ရှိပြီပေါ့နော်ဒါကမှယထာပြန်စီရပါဒီအေကွန်ယထာရေးရောက်မှာဆိုတခါမှမစီဘူးဒီပေါ့နော်ဒါကမှတော့စီလာပေါ့နော်ဒီထဲမှာဆိုရင်တန့်ပြန်ပြီးတော့အေကွန်လေးနဲ့လုံးဝပြီးအေးနာပဲပေါ့နော်အဲဒီဒါယထာမှာပိတ်နေကြမှာပေါ့နော်တငင်ကုန်းဘူတာကနေပြီးတော့ဒါရန်ကုန်ဘူတာကြီးကိုတောင်းမှာဖြစ်ပါတယ်ယထာကတော့ဒါ1000ပဲရှိရပေါ့နော်အရန်တန်နေစီရတာလေးလုံးဝအဆင်ပြေရပေါ့နော်တငင်ကုန်းဘူတာကနေပြီးတော့ရန်ကုန်ဘူတာကြီးကိုဒါ10နာရီလောက်တော့စီရတယ်ပေါ့နော်ဒါကတော့လမ်းမှာဒါရှုကင်းလေးတွေရိုက်လာတာပါဘူတာရောက်ပြီဆိုလို့ရှိရင်လည်းဘေဘူတာကိုရောက်ပါပြီဆိုပြီးတော့အဲ့လိုမျိုးလေးအော်ပေးရပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာသူရောက်တဲ့ဘူတာလေးတွေကိုလည်းဒီမှာရေးပြထားတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်ဘူတာလေးတွေပေါ့နော်ကဲခုဆိုလို့ရှိရင်တော့ရန်ကုန်ဘူတာကြီးကိုရောက်ပါပြီပေါ့နော်ဒါဆိုရင်မရောက်တာဒီနေရာလေးကတော်ရှားခဲ့ပြီပေါ့နော်ရာတော့ရောက်ခိုင်းဒီရုပ်ရှင်လည်းဝင်ကြည့်ခဲ့ပါသေးတယ်စူပါလေးဒီကဝင်ကြည့်ခဲ့တာပါရှင်တကားလုံးလည်းရှိခဲ့ရလို့အရင်ကျင့်တတ်ပါတယ်ရှင်